အရေးပေါ်ရန်ပုံငွေစုငွေကဖြည့်ရှင်းပေးနိုင်တဲ့ငွေကြေးပြဿနာ12မျိုးနံပါတ်1မမျှော်လင့်ထားတဲ့ကျန်းမာရေးအသုံးစရိတ်ဆေးရုံဆေးခန်းသွားရတဲ့အခါမှာနံပါတ်2ရုတ်တရက်အလုံးမလုံးနိုင်တဲ့အချိန်အလုပ်ပြုတ်တဲ့အချိန်နံပါတ်3ကားဆိုင်ကအရေးပေါ်ပြုပြင်စရိတ်နံပါတ်4အကြီးစားအိမ်ပြုပြင်မှုစရိတ်နံပါတ်5အရေးပေါ်ခရီးထွက်ရတဲ့အခါခရီးစရိတ်နံပါတ်6မမျှော်လင့်ထားတဲ့ပစ္စည်းကိရိယာဝယ်ယူမှုဥပမာဖုန်းပြတ်သွားလို့အဲကွန်ပြတ်သွားလို့ဝိရှော့ဆက်ပြတ်သွားလို့နံပါတ်9အရေးပေါ်မိသားစုအသုံးစရိတ်ဥပမာခလေးကျောင်းစရိတ်တာရေးနာရေးကုညီမဆငွေနံပါတ်10ကာလတိုဝင်ငွေရောကြတဲ့အခါအသုံးစရိတ်နံပါတ်9မမျှော်လင့်ထားတဲ့အာမခံအသုံးစရိတ်နံပါတ်10မမျှော်လင့်ထားတဲ့နည်းပညာအစားထိုးအသုံးပြုမှုစရိတ် ID နည်းပညာအသုံးပြုတဲ့လူတွေအတွက်ပါနံပါတ်17အိမ်မွေးတရိတ်ဆန်မွေးမြူတဲ့လူတွေမှာသူတို့လေးတွေအတွက်အရေးပေါ်စိတ်ကူးသားမှုစရိတ်နံပါတ်12မတုံးမဖြစ်ဘေးငွေချေမှုဥပမာလျှက်စစ်ရေအင်တာနက်တင်ရရောအရေးပေါ်စုငွေရန်ပုံငွေထားရှိထားပြီလားအောက်က comment မှာရေးခဲ့ပေးပါခင်ဗျာ